ဟုတ်ကဲ့ကိုတေစာဆန်းရဲ့အကိုကိုဒီစစ်ကောင်စီကနေပြီးတော့ငွေကျပ်သိန်း100နဲ့ဖန်ဝရန်ဒီနေ့ထုတ်လိုက်တယ်ပေါ့နော်ဖမ်းမိတဲ့သူငွေကျပ်သိန်း100ပေးမယ်ဆိုတော့အကိုဘာများပြောချင်ပါလဲခင်ဗျဘာမှထူးထူးခြားခြားမဟုတ်ပါဘူးအကိုရဲ့ကျွန်တော်နားလဲတာကတော့ဒီနိုင်ငံမှာတကယ်တော့သူတို့ဖမ်းကျင်တယ်လို့ဖမ်းပြစ်ကျင်တယ်လို့ပြစ်တက်ကျင်တယ်လို့တက်နေတာပဲလीဝရမ်းထုတ်မထုတ်ကြီးညာပဲကြီးညာမကြီးညာပေါ့နော်သူတို့လှုပ်ချင်တယ်လှုပ်နေတာပါပဲအဲ့တော့ကျွန်တော်တို့သူတို့ဖမ်းကျင်တယ်လို့ဖမ်းနေတယ်ဗျာတက်ချင်တဲ့သူတက်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီဝရမ်းထုတ်ခြင်းမထုတ်ခြင်းအခုလိုစုချင်းနဲ့ကြီးညာခြင်းမကြီးညာခြင်းအပေါ်မှာတော့ထူးထွေပြောစရာမရှိပါဘူးခင်ဗျာနော်အကိုလုံးစရာရှိတဲ့အလုပ်ကိုပဲမူလတိုင်ပဲဆက်ပြီးတော့ဆောင်ရွက်ဖို့ပါပဲခင်ဗျဟုတ်ကဲ့ကိုတေစာဆန်းအိမ်ကိုလည်းမနေ့ကနေလာဝင်မှွေသွားတယ်ပြီးတော့အခုလည်းဒီငွေကျပ်သိန်း100နဲ့ဖန်ဝရန်ထုတ်ထားတယ်ဆိုတော့အဖမ်းခံရရင်ဆိုတော့စိုးရိမ်စိတ်ရှိလားခင်ဗျတက်နိုင်သမျှတော့အဖမ်းမခံရအောင်တော့ဒါစူးစမ်းပြီးတော့ဒါဆောင်ရွက်နေရတာပေါ့ခင်ဗျာအဖမ်းမခံရအောင်သို့တော်လည်းပဲတေချာတာကတော့ဒီအရေးတော်ပုံကြီးကကျွန်တော်တို့ရက်တန့်သွားလို့မရတဲ့နောက်ဆုတ်လို့မရတဲ့အရေးတော်ပုံဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့တက်နိုင်သမျှအစွမ်းကုန်ဆက်လက်ပြီးတော့ဆောင်ရွက်နေမှာပဲဖြစ်တယ်အဖမ်းမခံရအောင်တနက်မမအောင်တော့ကျွန်တော်တို့စူးစမ်းနေတယ်ပေါ့နော်သို့တော်လည်းပဲကျွန်တော်အနေနဲ့ကတော့အရင်ပြောဘူးသလိုပါပဲကျွန်တော်တို့ကအစိုးဆုံးအထိတွေးပြီးတော့နော်အစိုးဆုံးအနေထားတွေကိုလက်ခံတွေးတော့ပြီးတော့မှကျွန်တော်တို့ကဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ဆက်လက်ပြီးတော့ပဲဒီရေတော်ပုံကြီးမှာရေတော်ပုံတက်တာတအုပ်အနေနဲ့ပါဝင်ဆောင်ရွက်နေမှာပဲဖြစ်တယ်ဗျဟုတ်ကဲ့ဒီပြီးခဲ့တဲ့ရက်ပိုင်းကဆိုလဲမုံရွာမှာပေါ့နော်ကိုတေစာဆန်းတို့လိုပဲလှုပ်ရှားနေတဲ့တပိတ်ကောင်ဆောင်ကိုဝေမုန်းနိုင်အောင်ဖမ်းသွားတယ်ဆိုတော့ကိုတေစာဆန်းကိုဖမ်းလိုက်တာနဲ့ဒီမန္တလေးကတပိတ်တွေရက်သွားမလားခင်ဗျအဲ့ဒါကကျွန်တော်တို့ဒီပေါ့ပြည်သူလူထုကိုအထူးသဖြင့်ဒါအင်မတန်အရေးကြီးပေါ့ကျွန်တော်တင်ပြလိုတာလေးရှိပါတယ်ကျွန်တော်တို့ဒီရက်ပိုင်းတွေမှာပေါ့ဘယ်မြို့ဘယ်ရွာတပိတ်ကောင်းဆောင်မသူတော့ဖမ်းခံရပြီပေါ့နော်စသဖြင့်ပေါ့ကျွန်တော်တားတယ်ဥပမာကျွန်တော်တို့ဟိုတလောကဆိုရင်ကျွန်တော်တို့တငယ်ချင်းရဲဘော်ရဲဘက်လုတ်ဖက်ပေါ့နော်တိုက်ဖက်ကိုဝေမိုးနိုင်မုံရွာဖမ်းဆီးခံရတယ်ဒီခါမှာအဲ့သတင်းကြားတဲ့ခါမှာတချို့ပြည်သူတွေကြားထဲမှာအားငယ်တဲ့စိတ်ဝမ်းနေတဲ့စိတ်တွေနဲ့ပေါ့ကျွန်တော်တို့တွေ့ရတယ်ဒါနဲ့ပတ်သက်ကျွန်တော်တို့လည်းပဲဒါကိုဝေမိုးနိုင်ဖမ်းခံရတယ်ပဲစိတ်မကောင်းဘူးဝမ်းနေတယ်တိုးတော်လည်းပဲပြောချင်တာကဒီအရေးတော်ပုံကြီးရဗျာကိုဝေမိုးနိုင်ကြောင့်ပေါ်ပေါက်လာတာလည်းမဟုတ်ဘူးကိုဒေတာဆန်းကြောင့်ပေါ်ပေါက်လာတာလည်းမဟုတ်ဘူးဒီအရေးတော်ပုံကြီးရှိနေသည်ဖြင့်ဒီလူထုကအာဏာရှင်ကိုစန့်ကျင်နေသည်ဖြင့်ကျွန်တော်တို့ကဒီဝေမိုးနိုင်နေလည်းအများကြီးရှိနေမယ်ဒေတာဆန်းနေလည်းအများကြီးဆက်ပြီးတော့အစ်တွေပိုးနေမယ်ဆိုတော့ပြောချင်တယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကတော့လူတဦးတယောက်ဖမ်းခံရတဲ့အတွက်ပဲဖြစ်စေเนาะတခုခုဖြစ်သွားလို့ပဲဖြစ်စေကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကျွန်တော်တို့သွားကျင်တဲ့ဘုံပန်းတိုင်ဆိုတဲ့ဒီနိုင်ငံရေးအရာမျှော်လင့်ချက်တွေယက်တီချက်တွေနဲ့တန်ဋိဌာန်တွေကိုတော့လုံးဝလွတ်မချလိုက်ပါနဲ့ဆက်ပြီးတော့ပဲဒီအရေးတော်ပုံကြီးကိုပေါ့နော်နီလန်ပေါင်းစုံနဲ့ဆက်ပြီးတော့ဆင်နွှဲသွားကြပါလို့ကျွန်တော်လူညွတ်မေတ္တာရက်ခံလို့တယ်အဲ့တော့ကျွန်တော်တို့တိုက်ပွဲရှိနေသေးပြီကျွန်တော်တို့အရေးတော်ပုံကြီးရှိနေသေးပြီဝီမိုးနိုင်နေအများကြီးဆက်ပြီးတော့ပေါ်ပေါက်လာပါလိမ့်မယ်ဒေတာဆန်းတွေလည်းအများကြီးရှိနေမှာပါပဲဖြစ်ပါတယ်ခင်ဗျာကိုတေစာဆန်းရေအခုဒီမန္တလေးမြို့မှာရောတပိတ်တွေဆက်ရှိနေသေးလားဒီနေ့ဘယ်လိုချင်းနေရှိလဲမန္တလေးမှာတော့မနက်အာယုံဦးတပိတ်တွေကစပြီးတော့ဗောနေ့လည်ခင်းတပိတ်ညနေစီးစာတပိတ်တွေရှိနေပါတယ်ဒီရက်ပိုင်းမှာတော့ကျွန်တော်ပို့ပြီးတော့ထူးခြားလာတာတမျိုးလုံးကိုဒီစစ်သားတွေရဲတွေကပေါ့နော်ယူနီဖောင်းဝတ်တွေရောပါတယ်အရက်ဝတ်တွေရောပေါ့ဒီလုံခြုံရေးအပြည့်လမ်းစုံလမ်းကွာမှန်တယ်များအားလုံးနှီးပါမှာသူတို့လုံခြုံရေးတွေချထားတယ်နောက်တွေ့တဲ့ပြည်သူလူထုကိုပေါ့နော်ကားတွေဆိုင်ငယ်တွေကိုဓာတ်တယ်စီးတယ်စစ်တယ်ဆေးတယ်ပေါ့သူတို့ဒီဖုန်းတွေစစ်တယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ကြားနေရတယ်ပေါ့ဒီရက်ပိုင်းမှာတော့သူတို့လုံခြုံရေးကိုပို့ပြီးတော့ယူထားတယ်ဆိုတဲ့သဘောကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျအခုဆိုရင်ဖန်ဝရန်လည်းထုတ်ခံထားရပြီတရားလဲဆွဲခံထားရပြီအဲ့တော့ဒါပေမဲ့ဆန္ဒပြပွဲတွေတော့ဆက်ပြီးတော့ဥဆောင်နေတယ်လှုပ်ရှားနေတယ်ပေါ့အခုဘယ်လိုတွေဆက်လှုပ်ရှားနေလဲပြောလို့ရတော့နည်းနည်းပြောပြပါလားအဓိကတော့တခုတနေရာရောက်သွားမယ်ဆိုရင်ပေါ့နော်အဲ့လမ်းတွေကဘယ်လမ်းကရှင်းတုံးပေါ့ဘယ်လမ်းမှာလုံခြုံရေးမရှိတုံးပေါ့ဒီလမ်းကြောလေးတွေကြည့်ရတာကျွန်တော်တို့ကတော့မန္တလေးမှာနေရာလေးကြာပြီဆိုတော့လမ်းကြောတွေလမ်းတွေရဲ့သဘောတဘာဝလည်းသိပြီးသားပေါ့တနေရာကိုသွားကျင်နေဆိုရင်ဘယ်လမ်းလောက်ရှိတယ်ဆိုတော့ကျွန်တော်တို့ကသိတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီတပိတ်တွေစန္ဒပြပွဲတွေတပိတ်ပေါက်တဲ့နေရာတွေရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီလမ်းကြောင်းတွေဘယ်လမ်းကြောင်းသွားရင်တော့ရှင်းတယ်ပေါ့နော်သူတို့ဒီစစ်ကားတွေရဲကားတွေလာပြီဆိုကျွန်တော်တို့ရဲ့ဒီ scout ပေါ့နော်ရှေ့ပြီးအဖွဲ့တွေကကြိုပြီးတော့ကြည့်ကြတယ်ကြိုပြီးသတင်းပို့ရတယ်တော်တော်အခုနောက်ပိုင်းဆိုရင်ဒီစစ်သားတွေရဲတွေရတယ်ဒါကိုတီးတဲ့အတွက်လားမသိဘူးသူတို့ကအခုနောက်ပိုင်းဆိုရင်စစ်ကားတွေနဲ့မလာတော့ဘူးပေါ့နော်အရက်အိမ်စီးကားတွေနဲ့လာကြတယ်ဆိုင်ငယ်တွေနဲ့လာတယ်ဒီအိမ်စီးကားတွေဆိုင်ငယ်တွေတကယ်တော့ကျွန်တော်တို့ပြည်သူတွေရဲ့ဟာတွေပြအရင်တပိတ်တွေမှာသူ့ဘက်ခံရတဲ့အချိန်မှာသူတို့တိမ့်သွားတယ်ဆိုင်ငယ်တွေကားတွေပါအဲ့ဒါတွေကိုသူတို့ကသုံးပြီးတော့ခါလေးမှာဆိုရင်ဟိုနေ့ကဆိုသူတို့ကဒီအရက်ဝတ်တွေနဲ့လာတယ်တနက်တွေတော့ပါတယ်လက်နက်တွေပါတယ်သို့တော်လည်းအဝတ်စားကဒီအရက်ဝတ်ပေါ့နော်တာမန်လူလိုဝတ်ထားတယ်ဆိုတာမျိုးတွေနဲ့သူတို့လာတယ်သို့တော်လည်းကျွန်တော်တို့တက်နိုင်တယ်များပေါ့ရှောင်းကတင်းရပေါ့နော်ရှေးပြေးကင်းနေနဲ့ကြည်ရတာပေါ့နော်အဲ့တော့
ဒီဖန်ဆီးခံရတဲ့ရဲဘော်တချို့လည်းရှိတယ်ကျွန်တော်တို့တက်နိုင်တဲ့များတော့အစွမ်းကုန်တော့ပေါ့နော်စူးစမ်းပြီးတော့ဆောင်ရွက်နေရတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကတော့တေးကြပါတယ်ဘယ်တော့ပဲခက်ခဲပါစေဘယ်တော့ပဲကြက်တဲပါစေဒီအာနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေကတော့ညီလမျိုးစုံနဲ့ဆက်ပြီးတော့ဆောင်ရွက်နေကြမှာပဲဖြစ်ပါတယ်မန်းလေးအပါအဝင်တနိုင်ငံလုံးမှာဆက်ပြီးတော့အချိန်နဲ့အမျှရှိနေစေဖြစ်ပါတယ်